ကဲခုစားပြီးပြီဆိုတော့ဒိန်းချင်းမရှိတော့လို့ဒိန်းချင်းကုန်နေလို့ဒိန်းချင်းသွားဝယ်လိုက်ပါဦးမယ်စူပါမားကတ်တော့စူပါမားကတ်ကိုသွားမှာပါလိုက်ခဲ့ပါအောင်အခုတော့မားကတ်ကိုရောက်ပါပြီဒီနေ့ဝယ်မှာကနည်းနည်းလေးပါအများကြီးမဝယ်ပါဘူးဒါကတော့ကိတ်အစိုးတွေပါခုအဝိရှာညာဆိုဒီကိတ်အစိုးတွေကိုမျက်လုံးလေးနဲ့ပဲစားကြွေးခဲ့ရတယ်မွေးစားခဲ့ဘူးနောက်ပြီးတော့ဒီမှာမှတ်ရွေးပုံမှန်ဒီမှတ်ရွေးကိုဝယ်စားရတယ်ဘာလို့လဲဆိုတော့မြန်မာရတာရှိလို့ထမင်းကြောက်ကမှသူကမှတ်ရွေးလောက်ထားတာသူကမဝယ်ခင်ကိုအဲ့ဒီအရာတောက်ကြိုက်လားမကြိုက်လားမြည်ကြည့်လို့ရတယ်အမှမြည်ကြည့်ခဲ့သေးရဲ့တခုဒါပေမဲ့ဝိချာညာဖြစ်တဲ့အတွက်အချိုနဲ့အခုရက်ပိုင်းနေရှောင်ထားတယ်အကြောင်းမွေးစားခဲ့ဘူးနောက်ပြီးတော့ငပြောတီးဝယ်ခဲ့တယ်နောက်ပြီးတော့ငကမောက်တီးဝယ်ခဲ့တယ်ငပြောတီးနဲ့ငကမောက်တီးကအမြင့်တက်ကျွယ်ဝဆိုတော့ဒီဝမ်းမချုပ်စေဖို့အတွက်အဲ့ဒါတွေကိုစားတယ်ပြီးတော့ပြားလိမ့်မော်ကအရန်လို့ပြောင်ပြောင်လေးနဲ့လှနာဆိုတော့ပြားလိမ့်မော်လေးလည်းချိုတဲ့အတွက်ပြားလိမ့်မော်လေးလည်းဝယ်ခဲ့တယ်ပြီးတော့ hair mask သုံးနေကြ Fino တစ်စိတ်ကမရှိတဲ့အတွက်ကြောင့်မလို့ L'Oreal ပဲဝယ်ခဲ့တယ်ဒီအိနီတန်းနေရတော့ရောက်ရင်ဘာရမဟုတ်ဘူးသွားကြည့်ဖြစ်တယ်မျက်စိအစာကြည့်ရပေါ့ဈေးဘလောက်လဲဘလောက်ချလိုက်ပြီလဲအဲ့ဒါလေးသွားပြီးတော့ကြည့်တယ်ဖနက်တန်းတွေသွားကြည့်ရဲဒါဒီနေ့ကတိတ်ပြီးတော့အချိန်မရအတွက်ကြောင့်မလို့တိတ်မကြည့်ခဲ့တာပြီးတော့နွားနိုးဝယ်ခဲ့တယ်နွားနိုးကလက်ဖက်ရည်ဖြောတောက်နေကြဆိုတော့နွားနိုးဝယ်တယ်ပြီးတော့ဒိန်ချင်းဝယ်တယ်အဲ့ဒိန်ချင်းဝယ်တဲ့နေရာမှာကြာကြီးပဲရွေးနေတာဒိန်ချင်းတွေအများကြီးဆိုဒါပေမဲ့ဒီဥစ္စာကကောင်းတဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးကိုပဲရွေးပြီးဝယ်ခဲ့တဲ့တကြားတဲ့ရော်တာနောက်ပြီးတော့ live bacteria များတာအဲ့ဒါဝယ်ခဲ့တယ်ပြီးတော့ဒီဟာတွေကတော့ဘာမှမဝယ်ခဲ့ဘူးဒီ fast food တွေကအရန်ကြီးစားနေကြမဟုတ်တော့အလေးထားမလုပ်ထားလဲပါတယ်တခါတည်းမှစားရဆိုမဝယ်ပြခဲ့ဘူးအဲ့ဒါလေးပဲဝယ်ခဲ့တာပါကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye see you next time